ရန်ကိုစားခြင်းစီကကောင်းပြီးတော့ဒီလိုမျိုးခောက်ဆွဲကြော်ကိုကြိတ်တက်လောက်စားမအီတဲ့ခောက်ဆွဲကြော်မျိုးကိုကြော်ခြင်းနေဆိုရင်တော့အတူတူလိုက်ကြည့်ကြမယ်နော်ဒါကတော့ခောက်ဆွဲကြော်မှာပါဝင်တဲ့အသီးရွက်တွေပါကျမကတော့ကိုကြိုက်တဲ့အသီးရွက်တွေကိုထည့်ထားပါတယ်မိတ်ဆွေတို့ကြိုက်တဲ့အသီးရွက်တွေကိုသုံးနိုင်ပါတယ်ကျမကတော့ကျမကြိုက်တဲ့အသီးရွက်တွေကိုသုံးထားပါတယ်ဒါကတော့ဒီငရုတ်သီးလေးကတော့ထက်ကြော်တဲ့အခါအရန်ကိုအနံ့အမွေးပါတယ်ကျက်တော်မိတ်လေးပါချခိုင်လေးကိုထည့်လိုက်အနံ့လေးကမွေးကြိုင်ပြီးတော့အရန်ကိုစားလို့ကောင်းပါတယ်အီလေးမအီဘူးဒါကတော့အမဲသားနူးအီနေအောင်ပြုတ်ထားတာပါဒီအမဲသားတကယ်တမ်းကျတော့ခောက်ဆွဲကြော်အတွက်မဟုတ်ဘူးဘာလို့ချောင်းကြော်မလို့အိမ်မှာနူးအီနေအောင်ပြုတ်ထားတာတကယ်တမ်းခောက်ဆွဲကြော်မလို့ဖြစ်လာတော့ခောက်ဆွဲကြော်ချလိုက်ပြီကျမကတော့အမဲသားတော်တော်နူးအီသွားတာပြုတ်ထားလိုက်တာသလားအမဲသားကဓာတ်နဲ့တုံးတဲ့ခါတောင်လေတော်တော်ဖြည်းဖြည်းလေးတုံးနေရတယ်အမဲသားကလေជីထွက်သွားလို့သူကအရန်ကိုပျော့အီသွားတာဆိုတော့လေဒါကတော့စီစထည့်လိုက်ပါပြီစီတက်ဖို့အတွက်ပေါ့နော်ကျက်သွန်ဖြူလေးနင်းငယ်လေးတုံးပြလိုက်ပါမယ်ကျက်သွန်ဖြူကတော့အနံ့မွေးတာပေါ့နော်ထည့်တာတော့ပိုကောင်းတယ်မထည့်လေးရတယ်ကိစ္စမရှိဘူးစနွေးမိုးနင်းငယ်လေးထည့်လိုက်ပါမယ်အယောင်လာအောင်လို့ဒါကတော့အသီးရွက်တွေကိုထည့်လိုက်ပါမယ်ပုံမှန်ဆိုရင်တော့အသားကိုအရင်ကိုကြော်တယ်အသားအရင်နူးအီးညာဆိုတော့အသီးရွက်ကိုကြော်လိုက်ပါတယ်ရေပါနင်းငယ်လေးတခါလေးအသီးရွက်မှာထည့်ပြီးတော့ကြော်လိုက်တာခောက်ဆွဲကအရင်ရှောက်ကတ်နေမှာဆိုတော့ဒါကတော့ကြက်သားမုတ်လေးနင်းငယ်လေးထည့်လိုက်ပါမယ်စားနင်းငယ်လေးထည့်လိုက်ပါမယ်ဒီကြက်သားမုတ်ကတော့အငယ်တဲ့ပါတယ်ဆိုတော့လေစားအောင်နည်းနည်းရှော့ထဲတာပိုကောင်းတယ်ဒါကတော့ပဲငံပြားရေးနင်းငယ်လေးပေါ့နော်ကိုကြိတ်တဲ့လောက်ထည့်လို့ရပါတယ်ကျမကတော့အရင်မဲနေရမကြိုက်လို့တော်ရောင်လေးပဲထည့်လိုက်ပါတယ်ဒါကတော့တကြားတစုံလေးသုံးပြုတ်လိုက်ပါတယ်တကြားလေးထည့်တော့လည်းရက်တာလေးရှိုးပြီးတော့ရှိုးမုတ်လေးတိတ်ထည့်စီရမလို့တော့ဘူးပေါ့နော်ဒါကတော့တုံးထားတဲ့အမဲသားလေးပါအစားတော့ပဇွန်နဲ့ကြော်မလို့ကျမပဇွန်တော့ဝယ်လာပြီပဇွန်ကတော့ကျမကိုနိုင်လေးမကြိုက်ဘူးအကိုကြီးကလည်းမကြိုက်ဘူးဆိုတော့အမဲသားနဲ့ကြော်လိုက်တော့တာအမဲသားနူးအီနေပြုတ်ထားပြီးတော့ဘာလချောင်းကြော်မလို့ဟောင်းခောက်ဆွဲကြော်လိုက်တော့လေနှမျောသွားတာပေါ့နော်ဒါမဲ့ကိုပိုက်ထဲဝင်တာပဲအတူတူပဲလေနော်အသီးရွက်ကိုရောပြီးတော့အကုန်လုံးကိုမွေပြီးတော့နူးအီနေတော့သူ့ကိုထဲလိုက်တော့ပို့ပြီးအဆင်ပြေတာပေါ့အဲ့လိုမျိုးအိုးအဖုံခဏလေးပိတ်ထားလိုက်တာပေါ့နော်ဒါကတော့နည်းနည်းနူးအီလာပါပြီနူးအီလာတော့တိတ်ခောက်ဆွဲထည့်လိုက်ပါမယ်ခောက်ဆွဲကိုကြတော့အရန်ကိုထုံးနေမှာဆိုလို့တစ်ခေါက်တည်းမထည့်ပါဘူးဖြည်းဖြည်းချင်းထည့်ပြီးတော့အရန်ကိုခောက်ဆွဲကထွေးနေရဆိုတော့နည်းနည်းလေးပိုင်းလိုက်ပါတယ်ကျမကတော့ဒီခောက်ဆွဲကြော်လေးကြော်ပြီးတော့လေအကိုကြီးက3ပွဲစားလိုက်တာ3ပွဲညနေကျတော့မရှိတော့ဘူးလားတဲ့ညနေအဲ့ရကထားတော့နောက်ထပ်1ပွဲစားတယ်အကိုကြီးတယောက်တည်း4ပွဲကြတယ်ခောက်ဆွဲခလေးတယောက်ကတော့ခလေးတယောက်စီကတော့မနေကြီးစားလိုက်ပါတယ်အများကြီးပဲခလေးတွေကလည်းတပွဲမောက်မောက်ကြီးစားလိုက်တယ်တယောက်တပွဲကျမကတော့ပုံမှန်တပွဲပေါ့နော်ဘာပဲဖြစ်ဖြစ်လေးကိုယောက်ျားကြိုက်တယ်ဆိုတော့လေပင်မရကြော်နဲ့တာပေါ့နော်ခောက်ဆွဲကြော်လိုက်တော့လေကျမကလည်းအိမ်မှာထမင်းမရှက်ဟင်းမရှက်ဘူးခောက်ဆွဲကြော်ပဲစားခိုင်းတာကျမကဘာဖြစ်လို့လဲဆိုတော့ထမင်းစားတယ်ဆိုရင်ခောက်ဆွဲကြော်ကဘာစားနိုင်မှာလဲနော်ခောက်ဆွဲကြော်စားလိုက်တော့လေထမင်းစားနိုင်မှာမဟုတ်တော့ဘူးဒါကြောင့်မလို့ထမင်းမရှက်တော့ဘူးဘာလို့ပင်မခံမှာလောက်နှစ်ခုသုံးခုနော်ခောက်ဆွဲကြော်ပဲစားအေးလေးနဲ့ပေါ့နော်လက်ဖေးလေးတောင်ဖြော်လိုက်တင်တယ်အဲ့နေကျမဒီလိုခောက်ဆွဲကြော်ကိုလေဟိုဟာတော်ရတရောင်အစားတောက်ကျွေးရခက်တဲ့ကလေးတွေတောင်လေးကြိုက်တယ်သလားကျမသားလေးဇိုက်ဆိုရင်လေအရန်ကိုအစားကြောက်တာဒီခောက်ဆွဲကြော်လေးကိုသူလေတော်တော်စားလိုက်တယ်အဲ့ဒီနေရအဲ့ဒါကြောင့်မလို့သူတို့ဆိုရင်ဒီခောက်ဆွဲကိုကြိုက်တာလားမသိပါဘူးစီချက်ခောက်ဆွဲလုပ်ပေးနေအရန်ကြိုက်အဲ့လိုဒီလိုခောက်ဆွဲအသီးရွက်နဲ့ကြော်ကျွေးနေအရန်ကြိုက်နောက်နေ့ကျရင်လေမိတ်ဆွေတို့ကြိုက်တဲ့စီချက်ခောက်ဆွဲလေးကိုလေလုံနေလေးကိုတင်ပေးမယ်နော်စီချက်ခောက်ဆွဲကတော့လုံနေလေး3လေးမျိုးရှိတာပေါ့အဲ့ဒီထဲကကျမအကြိုက်ဆုံးပုံစံလေးဟိုလုတ်ပြီးတော့တင်ပေးမယ်နော်ဒါကတော့ဦးပြလေးခူးပြီးတော့အရန်ကိုအရသာရှိတဲ့ပုံစံလေးစားကျင်စရာလေးဖြစ်နေပြီပေါ့နော်စားလိုက်ပါအောင်အားလုံးပဲကြိုက်တယ်ဆိုရင် like ပြီး share ပေးသွားအောင်